စပင်းတို့ခုမှစတက်မဲ့သူတွေအတွက်ဘယ်လိုတက်ရမလဲသိချင်ဒီဗီဒီယိုလေးကိုဆောင်းအောင်ကြည့်ပေးပါနော်အရင်ဦးဆုံးကိုယ့်ရဲ့စပင်လေးကိုစီးထားပါမယ်ရှင့်တကယ်လို့စီးထားလိုက်ရတယ်ထုံထားလိုက်ရတယ်ပေါ့နော်မင်းကတော့စပင်ရှင်လေးကိုနှစ်ခေါက်တော့ခောက်ထားပါရဲ့ရှင့်ပြီးသွားလို့ရှိရင်ပိုက်ဆွတ်ကလေးနဲ့စပင်လေးကိုတေချာလေးသိမ်းပေးပါမယ်နော်နိုင်ငံဗီဒီယိုထဲမှာလိုမျိုးပဲပိုက်ကနေဆွဲပြီးတော့တက်ကနေလက်အောင်မတုံးထားတာကြတော့စပင်ရှိရဲ့သူတွေအတွက်အဆင်မပြေနိုင်မှာဆိုလို့ပါစပင်လေးကိုတင်ပြီးပြီဆိုလို့ရှိရင်တော့စပင်တူလေးကိုတက်ပါမယ်ကိုကကရုံတုံးတာပဲဖြစ်ဖြစ်စပင်အရန်တူရယ်ဆိုလို့ရှိရင်ဒီအဆင့်နေမလို့ပါဘူးစပင်တူကိုတစ်ခါလေးတန်းတက်လို့ရပါရဲ့ရှင့်စပင်တူကိုခေါင်းပေါ်မှာတက်ပြီးသွားလို့ရှိရင်တေချာဖြီးပေးပါမယ်နော်မင်ကအခုတက်ပြထားတဲ့အချိန်မှာစပင်တူအတွင်းကပိုက်စာကလေးကအသားရောင်လေးဖြစ်နေတဲ့အတွက်ပေါ့နော်နည်းနည်းလေးပေါ်နေရရှိပါတယ်အဲ့အတွက်စာလေးကိုအနောက်ဆုပ်ပြီးတော့တက်ပေးရပါမယ်ရှင့်စာလေးကလည်းဒီစပင်တူတက်ပြီးရဲ့အခါမှာနောက်ဆုပ်တယ်ဆိုလို့ရှိရင်လက်လေးနဲ့ထိုးထည့်လိုက်ရုံပဲနော်အရင်ထွေထူးထူးမဟုတ်ပါဘူးနော်စပင်းတို့မှာပါတဲ့ဆက်မိတ်ကလေးတွေကတော့အရှည်လေးလာတာပါနှစ်ဖူးကျဲသူတွေပါသုံးလို့ရအောင်လို့ပါရှင့်ကိုယ့်ရဲ့စပင်းလေးနဲ့လိုက်ပြီးတော့ကိုယ့်နှစ်ဖူးအကျယ်ဝန်းနဲ့လိုက်ပြီးတော့ပြန်ညှက်ပေးရပါမယ်နော်သိချင်တာရှိရင်မေးသွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်